မင်္ဂလာပါရှင်ချစ်ခင်ရတဲ့ပရိသတ်ကြီးအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေရှင်ဒီနေ့ကျမတို့ရဲ့အစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်မှုလေးမှာတော့ကျမကလူတိုင်းရဲ့ဘဝအတွက်မရှိမဖြစ်လိုအပ်တဲ့စွမ်းရည်တစ်ခုအကြောင်းကိုကဘာကျော်စာအုပ်တအုပ်နဲ့ချိတ်ဆက်ပြီးပြောပြပေးသွားမှာပါအဲ့ဒါကတော့လူမှုဆက်ဆံရေးပါပဲရှင်ကိုကနေရာဒေသအသစ်တစ်ခုကိုရောက်သွားလို့လူသစ်တွေနဲ့အဆင်ပြေအောင်နေထိုင်ကျင်တာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဇာတိမြေမှာကိုယ်ပိုင်စီးပွားရေးဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးဖောက်တယ်တွေအများကြီးရချင်တာပဲဖြစ်ဖြစ်အောင်မြင်မှုရဲ့တောချက်ကလူတွေနဲ့ဘယ်လိုဆက်ဆံမလဲဆိုတာပေါ်မှာအများကြီးမူတည်နေပါတယ်ရှင်ဒါကြောင့်ဒီနေ့ကျမရွေးချယ်ထားတဲ့စာအုပ်လေးကတော့ကမ္ဘာပေါ်မှာလူမှုဆက်ဆံရေးနဲ့ပတ်သက်ရင်တမန်ကျမ်းစာလို့တင်စားရတဲ့ဒေးကာနီဂျီရဲ့မူရင်းစာအုပ်ကိုမြန်မာနိုင်ငံရဲ့ပထမဆုံးဝန်ကြီးချုပ်ဖြစ်တဲ့ဆရာကြီးဦးမှုကိုယ်တိုင်ဘာသာပြန်ဆိုထားတဲ့မိတ္တဗလဒီကာဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ရဲ့အနှစ်ချုပ်တွေကိုမသွားခင်မှာစာရေးသူဒေးကာနီဂျီအကြောင်းနဲ့ဒီစာအုပ်ဘလို့ဖြစ်တည်လာလဲဆိုတဲ့နောက်ခံလေးကိုအရင်ပြောပြချင်ပါတယ်ရှင်ဒေးကာနီဂျီဟာအမေရိကန်နိုင်ငံကဆင်းရဲတဲ့လယ်သမားမိသားစုကနေပေါက်ဖွားလာသူတစ်ယောက်ပါသူဟာငယ်စဉ်ကတည်းကစကားပြောဟောပြောပွဲတွေမှာပါဝင်ခဲ့ပြီးနောက်ပိုင်းမှာလူကြီးတွေအတွက်ထိရောက်စွာစကားပြောဆိုဆက်ဆံခြင်းသင်တန်းတွေကိုဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။အဲ့ဒီသင်တန်းတွေပေးနေရင်းနဲ့သူတတိထားမိလိုက်တာကလူတွေဟာအလုပ်အကင်စီးပွားရေးတွေမှာအောင်မြင်ဖို့အတွက်ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုထက်လူတွေနဲ့ပူးပေါင်းလှုပ်ဆောင်တတ်တဲ့လူမှုဆက်ဆံရေးစွမ်းရည်ကပိုပြီးအရေးကြီးနေတယ်ဆိုတာပါပဲ။ဒါနဲ့သူဟာလူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့စာအုပ်တွေကိုလိုက်ရှာပါတယ်။ဒါပေမဲ့အဲ့ဒီခေတ်ကလက်တွေ့ကျကျရေးထားတဲ့စာအုပ်တအုပ်မှမရှိခဲ့ပါဘူး။ဒါကြောင့်သူကိုယ်တိုင်စာကြည့်တိုက်တွေမှာသူတေသနာလို့အောင်မြင်တဲ့နာမည်ကျော်ပုဂ္ဂိုလ်ကြီးတွေရဲ့အထုပ်ပတ်တိတွေကိုလေ့လာပြီးဒီစာအုပ်ကို1936ခုနှစ်မှာစတင်ထုတ်ဝေခဲ့တာပါ။ထုတ်ဝေပြီးတိတ်မကြခင်မှာပဲအုပ်ရည်တန်းပေါင်းများစွာရောင်းချခဲ့ရပြီးဒီနေ့အချိန်ထိခေတ်ဆက်ဆက်အယောင်ရဆုံးစာအုပ်စရင်းဝင်ဖြစ်နေသေးပါပဲရှင်ဒီမိတ္တဗလာဒီကစာအုပ်ကိုအဓိကအားဖြင့်အပိုင်း၄ပိုင်းခွဲခြားထားပါတယ်ရှင်ကျမကတပိုင်းချင်းစီရဲ့အရေးအကြီးဆုံးအချက်တွေကိုလက်တွေ့ဘဝမှာအသုံးချလို့ရမယ့်ဥပမာလေးတွေနဲ့ရှင်းပြပေးသွားပါမယ်ပထမပိုင်းအနေနဲ့လူတွေကိုကင်တွယ်ဆက်ဆံရမှာသိရမယ့်အခြေခံ၃ချက်ရှိပါတယ်။ပထမဆုံးသိထားရမယ့်အချက်ကတော့မဝေဖန်ပါနဲ့အပြစ်မတင်ပါနဲ့မငြင်းညူပါနဲ့တဲ့ရှင်။လူတွေဆိုတာဘယ်တော့မှကိုယ့်အမားကိုဝန်ခံလေးမရှိပါဘူး။ကိုကသွားပြီးဝေဖန်အပြစ်တင်လိုက်ရင်သူတို့ကချက်ချင်းခုခံကာကွယ်ကြမယ့်အပြင်ကိုယ့်ကိုပါရန်သူလိုသဘောထားသွားတတ်ပါတယ်။ဒါကြောင့်အပြစ်တင်မဲ့အစားသူတို့ဘာလို့ဒီလိုလုပ်ရတယ်လဲဆိုတာကိုနားလည်ပေးဖို့စ조사ရပါမယ်ဒုတိယအချက်ကတော့ရိုးသားမှန်ကန်စွာချီးကျူးပါတယ်ရှင်လူတိုင်းဟာအရေးပါသူတယောက်ဖြစ်ချင်တဲ့ဆန္ဒရှိကြပါတယ်ဒါကြောင့်ဟန်ဆောင်ပြီးမြောက်ပင့်တာမျိုးမဟုတ်ပဲတစ်ဖက်လူရဲ့ကောင်းဘက်ကိုတေချာရှာဖွေပြီးရိုးရိုးသားသားချီးကျူးပေးတာကလူတွေကိုတန်လိုက်လို့ဆွဲဆောင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲရှင်တတိယအချက်ကတစ်ဖက်လူလိုချင်တဲ့အရာကိုဖန်တီးပေးပါတယ်ရှင်ဥပမာကိုကကုံစုံဆိုင်လေးဖွင့်ထားတယ်ဆိုပါစို့ကိုပစ္စည်းရောင်းရဖို့ကိုပတ်ဆိုင်ရဖို့ကြီးပဲသွားပြောနေရင်ဘယ်သူမှစိတ်ဝင်စားမှာမဟုတ်ပါဘူးဟောက်တယ်တွေလိုချင်တဲ့ဈေးနှုန်းမှန်ကန်မှုပစ္စည်းရည်သွေးကောင်းမွန်မှုနှွေးထွေးတဲ့ဝန်ဆောင်မှုဆိုတဲ့သူတို့လိုချင်တဲ့အရာကိုဖြည့်ဆည်းပေးနိုင်မှသာကိုယ့်စီကိုအမြဲလာဝယ်ကြမှာဖြစ်ပါတယ်ရှင်ဒုတိယပိုင်းမှာတော့လူတွေကိုယ်ကိုသဘောကျလာစေမဲ့နီလန်း6သွယ်ပါဝင်ပါတယ်ရှင်တခြားသူတွေကိုတကယ်စိတ်ဝင်စားမှုပြတာပါကိုကကို့အကြောင်းကြီးပဲပြောမဲ့အစားသူတို့အကြောင်းကိုမေးမြန်းပေးပါနှစ်ပြုံးပါအပြုံးတစ်ခုဟာအစိမ့်သက်သက်လူ2ယောက်ကိုတောင်ရင်းနှီးသွားစေနိုင်တဲ့အင်အားရှိပါတယ်သုံးနာမည်ကိုမှတ်ထားပါလူတယောက်အတွက်သူ့ရဲ့နာမည်ကိုခေါ်ခံရတာဟာကမ္ဘာပေါ်မှာအချို့မြင့်ဆုံးအတန်မှာပဲလေးကောင်းမွန်စွာနားထောင်ပေးတတ်သူဖြစ်ပါစေ
လူတွေကသူတို့အကြောင်းသူတို့ပြောရတာကိုအကြိုက်ဆုံးပါဒါကြောင့်တေချာနားထောင်ပေးရင်တင့်ကိုခင်မင်သွားပါလိမ့်မယ်ငါတစ်ဖက်လူစိတ်ဝင်စားတဲ့အကြောင်းအရာကိုပြောပါ6တစ်ဖက်လူကိုအရေးပါသူတယောက်လို့ခံစားရအောင်ရိုးရိုးသားသားလှုပ်ဆောင်ပေးပါဒီချက်6ချက်ကိုသာနေ့စဉ်ဘဝမှာအကျင့်လုပ်ထားမယ်ဆိုရင်ကိုရောက်လေရာအရက်တိုင်းမှာမိတ်ဆွေကောင်းတွေအများကြီးရလာမှအသေးချပါပဲရှင်တတိယပိုင်းကတော့ကိုယ့်ရဲ့တွေးခေါ်မှုဘက်ကိုပါလာအောင်ဆွဲဆောင်နည်းများဖြစ်ပါတယ်ကျမတို့တွေအလုပ်ခွင်မှာပဲဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဖြစ်သဘောထားမတိုက်ဆိုင်တာတွေကြုံရတတ်ပါတယ်နော်အဲ့ဒီအခါမှာစာရေးသူကငင်းခုန်ခြင်းကိုရှောင်ကျဉ်ပါလို့အကြံပေးထားပါတယ်ငင်းခုန်ရမှာနိုင်တဲ့သူဆိုတာမရှိပါဘူးနိုင်သွားရင်လည်းတစ်ဖက်လူရဲ့မာနကိုထိခိုက်စေတဲ့အတွက်ရေရှည်ဆက်ဆံရေးပျက်စီးသွားတတ်ပါတယ်ရှင့်နောက်တစ်ခုကမင်းမားတယ်လို့ဘယ်တော့မှတိုက်ရိုက်မပြောပါနဲ့တဲ့ကိုကမှားခဲ့ရင်လည်းချက်ချင်းရဲရဲဝံ့ဝံ့ဝန်ခံလိုက်ပါပြဿနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင်အမြဲတမ်းသဘောတူညီနိုင်တဲ့အချက်တွေကနေစတင်ပြီးတစ်ဖက်လူကိုဟုတ်ကဲ့မှန်ပါတယ်လို့အရင်ပြောလာအောင်ဖန်တီးရပါမယ်ရှင်ကိုမြင်ကိုပဲအတင်းကျပ်ရိုက်သွင်းမဲ့အစားတစ်ဖက်လူရဲ့နေရာကနေဝင်ကြည့်ပေးတတ်တဲ့ကိုချင်းစာတရားကအရန်ကိုအရေးကြီးပါတယ်။နောက်ဆုံးစတုထပိုင်းကတော့အမုန်းမခံရပဲလူတွေကိုပြောင်းလဲနေဖြစ်ပြီးဥဆောင်သူတွေစီမံအုပ်ချုပ်သူတွေနဲ့လုပ်ငန်းရှင်တွေအတွက်အရန်ကိုအသုံးဝင်ပါတယ်ရှင်။လူတယောက်ရဲ့အမှားကိုပြင်ပေးခြင်းနဲ့ဆိုရင်ဓာတ်ရိုက်အပြစ်တင်မဲ့အစားချီးကျူးမှုအတိမတ်ပြုမှုတွေနဲ့အရင်စတင်ရပါမယ်။ပြီးတော့တစ်ဖက်လူရဲ့အမှားကိုတွယ်ဝိုက်ပြီးထောက်ပြပေးပါ။ဥပမာဒီအလုပ်လေးတေချာလုပ်ထားတာအရန်ကောင်းတယ်။ဒါပေမဲ့ဒီနေရာလေးပြင်လိုက်ရင်ပိုကောင်းမယ်လို့ပြောမဲ့အစားဒီအလုပ်လေးတေချာလုပ်ထားတာအရန်ကောင်းတယ်။ပြီးတော့ဒီနေရာလေးကိုပါထပ်ဖြည့်လိုက်ရင်ပိုပြီးပြည့်စုံသွားမယ်ဆိုပြီးဒါပေမဲ့ဆိုတဲ့စကားလုံးစားပြီးတော့လို့ပြောင်းသုံးလိုက်ရုံနဲ့နားထောင်ရတဲ့သူအတွက်ခံစားချက်အများကြီးကွာခြားသွားပါတယ်ရှင်။နောက်ပြီးကိုယ်တိုင်မှားခဲ့မှုတဲ့အမှားတွေကိုအရင်ပြောပြပြီးမှတစ်ဖက်လူကိုအကြံပေးပါ။အမိန့်ပေးမဲ့အစားမေးခွန်းလေးတွေမေးပြီးသူတို့ဘာသာစဉ်းစားမိအောင်လုပ်ပေးပါ။ဒီနီလန်းတွေကတစ်ဖက်လူကိုမျက်နှာမပြတ်စေပဲလိုချင်တဲ့အပြောင်းလဲကိုရရှိစေမှာဖြစ်ပါတယ်ရှင်။ဟေးအခုဆိုရင်ဆရာကြီးဦးနုဘာသာပြန်ဆိုထားတဲ့မိတ္တဗလာဒီကစာအုပ်ရဲ့အရေးကြီးဆုံးအနှစ်ချုပ်တွေကိုအားလုံးပဲသိရှိသွားလောက်ပြီလို့ထင်ပါတယ်ရှင်။ဒီစာအုပ်ရဲ့အဓိကပေးခြင်းနဲ့ဆိုလိုရင်းကတော့လူမှုဆက်ဆံရေးဆိုတာလှည့်စားခြင်းဟန်ဆောင်ခြင်းတွေနဲ့လုပ်ယူလို့မရပါဘူး။ရိုးသားတဲ့စိတ်ရင်းမြတ်နိုးမှုတစ်ဖက်လူအပေါ်တကယ်နားလည်ပေးခြင်းနဲ့ကိုချင်းစာတရားတွေနဲ့သာတကယ်မိတ်ဆွေစစ်တွေကိုရရှိနိုင်မှာဖြစ်တယ်ဆိုတာပါပဲကျမတို့ရဲ့ဘဝခရီးလမ်းမှာအောင်မြင်မှုဆိုတာတယောက်တည်းတည်ဆောက်လို့မရပါဘူးပတ်ဝန်းကျင်ကလူတွေရဲ့ချစ်ခင်မှုကူညီပေးမှုတွေနဲ့မှသာခိုင်မာတဲ့အောင်မြင်မှုကိုရနိုင်မှာပါရှင်ဒါကြောင့်ဒီတင်ဆက်မှုလေးမှာပါတဲ့နီလန်းလေးတွေကိုလက်တွေ့ဘဝမှာအ ਨੇ ဆုံးတစ်ချက်လောက်ဖြစ်ဖြစ်စတင်သုံးချကြည့်ဖို့ကျမကတိုက်တွန်းချင်ပါတယ်ရှင်ဒီအကြောင်းအရာလေးကပရိသတ်ကြီးအတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းဘလို့စာအုပ်ကောင်းလေးတွေကိုအနှစ်ချုပ်တင်ဆက်ပေးစေခြင်းလဲဆိုတာကိုအောက်ကမှတ်ချက်ပေးတဲ့နေရာမှာရေးပေးသွားကြပါဦးနော်ဒီအစီအစဉ်လေးကိုသဘောကျတယ်ဆိုရင်သဘောကျကြောင်းအမှတ်အသားလေးနဲ့ subscriber ခလုတ်လေးကိုလည်းနှိပ်ပေးဖို့မမေ့နဲ့ဦးနော်အဆုံးထိနားထောင်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်အစီအစဉ်တွေမှာပြန်ဆောင်ကြမယ်နော်နှုတ်ဆက်ခဲ့ပါတယ်ရှင်